ကျွန်တော်တို့စောင့်နေတဲ့ Mobile Legends မှာပုံတင်နည်းအားဖြင့် fighter တွေအတွက်ဆိုရင် EHP lane ရှိပြီးတော့ Marksman တွေအတွက် Gold lane ရှိတယ် Mate အတွက် Mid lane ရှိတယ်တောထဲဝင်မဲ့ Hyper တွေအတွက် Jungle lane ရှိပြီးတော့ Tank and Support အတွက်ဆိုရင် Roaming ဆိုပြီးရှိပါတယ်ကျမ်းပါတယ်ဆိုတဲ့ hero တွေကိုကိုယ့်ဘက်က3កောင်ဘန်းတယ်လို့ enemy ဘက်ကလည်း3កောင်ဘန်းတယ်ကိုကဘန်းရမဲ့အထဲမှာပိုင်ရအောင်ဘန်းပေးပါဒီပွဲမှာကျွန်တော် fighter နဲ့ EHP lane ယူထားပါတယ်ဒီပွဲမှာတော့ကျွန်တော်ကားကိုယူထားပါတယ်အဲ့တော့ကိုယ့်ရဲ့ lane ကိုကြည့်ချင်ရင်ဒီနေရာကိုထိလိုက်ပါroaming ဆိုတာကတော့ကျွန်တော်တို့ goal lane ကိုလည်းတွားကူရမယ်အလယ် lane ဖြစ်တဲ့ mid lane ကိုလည်းကူရမယ်ပြီးရင် hyper ကိုလည်းကူရမယ်ပြီး EHP lane ကိုလည်းကူရမယ်အဲ့ဒါကို roaming လို့ခေါ်တာပါဒီဘက်မှာနနကိုပွဲထုတ်တာဖြစ်တဲ့အတွက် mid lane မှာနေရာယူထားတယ် fighter 2ယောက်လာပြီးတော့ယူတဲ့အတွက် EHP မှာလာပြနေတယ်အဲ့ချိန်မှာ fighter တယောက်ကတောဝင်မယ်ဆိုပြီးပြောင်းလိုက်တဲ့ချိန်မှာ jungling ထဲကိုရောက်သွားတယ်သူကမဟုတ်သေးပြန်ဘူး roaming မှာပဲဆော့တော့မယ်ဆိုပြီးတော့သူကအဲ့လိုနေရာယူတယ်မှာ jungling မှာတော့ roger နေရာယူတယ် maximum မှာတော့irritate နေရာယူတယ်ဒါကြောင့်မို့ roam စုံသွားတယ်အမှန်ကကျွန်တော်တို့ roaming မှာကတန်နဲ့ support ပဲ roam နာပိုကောင်းပါတယ်ဒီပွဲမှာတော့ support hero ဖြစ်တဲ့ Angela ကိုကျွန်တော်ပွဲထုတ်မှာဖြစ်တဲ့အတွက်ကျွန်တော် roam ပေးမယ်ပေါ့ဒါကြောင့်မို့ကျွန်တော်ရဲ့ lane က roaming ဖြစ်ပါတယ်အဲ့တော့ maxman နဲ့ mate ကလည်းနေရာယူတာမှန်ပြီအဲ့မှာဆုံးပြူကပါလာပြီအစတော့ order ကတော့သူကတော့ EHP lane တွားမယ်ပေါ့အဲ့မှာ S5 ကစပြီးဖောက်တာတန့်ကြီးပြန်လာယူရတဲ့ဗျာကြည့်အောင်ပွဲတစ်ပွဲမှာ Angela ပါနေ support ပါနေတန့်မလို့ဘူးလေတန့်ပါနေ support မလို့လေဒါကြောင့်မို့ကျွန်တော်ကဒီမှာ EHP lane ကိုပြန်ချိန်လိုက်ရတယ်ပထမပွဲဆဆချင်းမှာကို lane ကိုတာဝန်ယူရမယ်အပြင်ဘယ်တဲ့အဝင်အထွက်တွေကိုတေချာကြည့်ပြီးဆော့ပေးမယ်ဆိုရင် solo ဆော့ပေးမယ်လေကိုက run ကိုတက်နိုင်မှာဖြစ်ပါတယ် run မှာကိုကျွမ်းကျင်တဲ့ hero ရွေးချယ်ပြီးတော့ကို lane ကိုတေချာချာအစပိုင်းမှာထိန်းဆော့ပြီးတော့ဘယ်တဲ့အဝင်ထွက်လေးတေချာချာထိန်းပြီးဆော့ပေးမယ်ဆိုရင် solo ဆော့ပေးမယ်လေကျွန်တော်တို့ပေးရတဲ့အချိန်နဲ့တန်အောင် run အတက်မှာဖြစ်ပါတယ်အဲဒါကြောင့်မို့တယောက်နဲ့တယောက်လာချင်း run ဆချင်းမှာပွဲတော်မစရသေးဘူးဆဲတော့ဆိုတာတွေကိုအတတ်နိုင်ဆုံးဆင်ခြင်ပေးပါကျေးဇူးအများကြီးတင်ပါတယ်နောက်ပိုင်းမှာပြန်တွေ့ရအောင်ကျွန်တော်ရဲ့ဗီဒီယိုကြိုက်နေတဲ့ဆိုရင် like comment share subscribe follow လေးလုပ်ခဲ့ပေးကြပါအောင်ကျေးဇူးအများကြီးတင်ပါတယ်